အားလုံးတော့ကိုပိုင်းမိတ်ဆွေညီတို့အားလုံးပဲတူတောင်းမကျင်အားလုံးမင်္ဂလာပါဆိုတော့ကတော့နှစ်ကွန်ဆက်ပါတယ်ချစ်မိတ်ဆွေအားလုံးပဲနော်ကဲအားလုံးမိတ်ဆွေအားလုံးပဲမင်္ဂလာရှိတော့မိတ်ဆွေအားလုံးပဲညာချမ်းလေးပါကိုပိုင်းအားလုံးပဲနော်ကဲကိုပိုင်းအားလုံးပဲကိုပိုင်းမိတ်ဆွေညီတို့အားလုံးပဲနော်ကိုပိုင်းတို့ဒီဗီဒီယိုဖိုင်လေးကတော့အဖွဲ့ဝင်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကိုပိုင်းအားလုံးပဲကဲဒီတစ်ပတ်မှာတော့ကိုပိုင်းအားလုံးပဲကိုပိုင်းတို့နော်ပတ်သီးဆိုရင်ကိုပိုင်းအားလုံးပဲကိုပိုင်းတို့9ကျင်းတိအောင်မြင်ခဲ့ပြီနော်မိတ်ဆွေအားလုံးပဲမေအောဆိုရင်ကျွန်တော်တို့2ကျင်းတိုင်ရခဲ့တယ်ကိုပိုင်းတို့မိတ်ဆွေအားလုံးပဲနေတဲ့သမားတွေအားလုံးပဲမေအော2ကျင်းရတယ်လို့ဒီကနေ့ကျွန်တော်တို့တောက်ကြံနေပွဲသိမ်းလေးမှာလည်းညီကောင်မတွေအားလုံးပဲကိုပိုင်းတို့86ဆိုတော့အကိုတမိုက်အားလုံးပဲကိုပိုင်းပေးခဲ့တဲ့နော်ပွဲသိမ်းလက်ဆောင်အခွေသည်ကိုပိုင်းတို့646ကိုမိတ်ဆွေအားလုံးပဲ385နဲ့အပီးခွေနော်အရန်ကွက်အနေနဲ့တော့ကျွန်တော်ဒီညနေမှာမိခဲ့တယ်ပေါ့နော်ကိုပိုင်းကတော့ညီကောင်မအားလုံးကိုဒီညနေမှာအကြိုက်ဆုံး main ကွက်ကလွဲချော်တယ်သူ့ပေမဲ့မဖြစ်မနေရန်ရမယ်အရန်ကွက်ကနေဒီညနေမှာလည်းပွဲသိမ်းလေးမှာကိုမိုင်အားလုံးပဲထိုးခြင်းမနဲ့နောင်ကိုပိုင်းဘက်ကအကောင်ဆုံးလေးထပ်ပြီးကြိုးစားပေးနိုင်တယ်เนาะဒါကြောင့်မချစ်မဆွေအားလုံးပဲကိုပိုင်းတို့ရှေ့တစ်ပတ်မှာလည်းကိုမိုင်အားလုံးပဲကိုပိုင်းရဲ့เนาะအကောက်အကြီးကကိုပိုင်းလွှင့်နေကြအကောက်ကြီးသည်ကိုမိုင်အားလုံးပဲအပန်းခံလိုက်ရပြီပေါ့เนาะအပန်းခံလိုက်ရတော့ကိုရှေ့တစ်ပတ်မှာအကောက်ကြီးကနေတင်ပေးဖို့တိတ်အဆင်မပြေတော့ဘူးကိုမိုင်အားလုံးပဲเนาะကိုပိုင်းတို့ဘယ်နှရက်အပိတ်ခံမလဲမသိဘူးပေါ့ဗျာเนาะဒါကြောင့်မကိုမိုင်အားလုံးပဲကိုပိုင်းဒီ channel လေးကိုဝင်ရောက်လာတဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်တဲ့ကြည့်ဆိုညီတို့အားလုံးကိုပိုင်းရဲ့ချစ်မိတ်ဆွေအားလုံးဒီနော်ကိုပိုင်းရဲ့ဖုန်း3994436494ကိုဖုန်းတိုက်ရိုက်ခေါ်ယူပြီးတော့ဆက်သွယ်ပေးမယ်နော်ရှေ့တဲ့ပစာတို့ကိုပိုင်းတို့အင်္ဂါမကျော်ပေါ့နော်အင်္ဂါမကျော်ကိုပိုင်းတို့တနင်္လာအင်္ဂါ2ရက်အတွင်းကိုအပိုင်ကစားရမယ်ဇာတို့ပတ်တီတစ်လုံးရဲ့နော်မိတ်ဆွေအားလုံးပဲမိန်အော2ကွက်ရဲ့ကိုပိုင်းတို့ဟူးမကျော်မွေးပရိတ်တစ်လုံးရဲ့နော်ဒါကိုထိထိမိမိအပိုင်ကစားမှဆိုတဲ့အကိုလေးမိုက်အားလုံးကကိုပိုင်းတို့ရှေ့တဲ့ပစာတို့ကိုအဖွဲ့ကြိုဝင်ထားမယ်နော်ညီကောင်မအားလုံးပဲနော်ကိုပိုင်းနဲ့ဒီတစ်ပတ်မှာလက်တွဲလို့အားလုံးအဆင်ပြေကြရနေတဲ့သမားတွေကိုအဖွဲ့ဝင်သမားတွေကိုနော်ကိုပိုင်းတို့အဖွဲ့ဝင်သမားတွေဆိုရင်ပထမရက်က4ပတ်သီးလဲအဆင်ပြေခဲ့ပြီ3ပတ်သီးမှလည်းအဆင်ပြေခဲ့ပြီကိုပိုင်းတို့နောက်ထပ်9ပတ်သီးထပ်ပြီးအဆင်ပြေခဲ့တယ်နော်အဖွဲ့ဝင်သမားတွေဒီတစ်ပတ်မှာအဖွဲ့ဝင်သမားတွေဆိုရင်ကျွန်တော်တို့3ချိန်တိုင်ပတ်သီးရခဲ့ပြီနော်ဒါကြောင့်မိတ်ဆွေတွေအားလုံးပဲရှေ့တစ်ပတ်ကိုကိုပိုင်းတို့18ရက်နေ့မှာ18ရက်နေ့အထိနော်ကိုပိုင်းတို့အင်္ဂါမကျော်ကိုပိုင်းတို့မိတ်ဆွေညီကောင်အားလုံးပဲ2ရက်တွင်းကိုဇာတို့ပတ်ချင်တဲ့ရှက်ပတ်သီးတစ်လုံးရယ်မွေးပရိတ်တစ်လုံးရယ်เนาะအဓိကတော့ကိုပိုင်းကမိန်အောပတ်သီးတစ်လုံးနဲ့မိန်အော2ကွက်တွဲပြီးတော့အောကွက်ထုတ်ပေးမယ်เนาะကိုပိုင်းကိုယုံကြည်လို့လည်းတွဲချင်တဲ့မိတ်ဆွေအားလုံးပဲရှစ်တစ်ပတ်မှာအပိုင်ကစားမယ်ဆိုရင်ကိုပိုင်းရဲ့ဖုန်းเนาะတစ်ခါတည်းညီကိုတို့အားလုံးပဲမှတ်ပေးထားမယ်3994436494ပါအကိုဒီမိုက်အားလုံးပဲเนาะ3994436494เนาะညီကိုတို့အားလုံးပဲ iPhone တစ်လုံးပဲကိုပိုင်းကင်ပါတယ်ပတ်ဝင်ကြီးကတော့1000ခွဲသတ်မှတ်ထားပါတယ်ညီကောင်မအားလုံးပဲเนาะကိုပိုင်းနဲ့ရှေ့တစ်ပတ်မှာလက်တွဲကျင်တဲ့မိတ်ဆွေတွေအားလုံးပဲเนาะဒီတစ်ပတ်လို့ကိုပိုင်းတို့နေတဲ့သမားကြီးဆိုရင်ပတ်သီးသည်9ကျင်းတိုင်အောင်မြင်ခဲ့ပြီဒီကနေ့ညနေစင်းနဲ့ဆိုရင်ကျွန်တော်တို့အရန်ကွက်နဲ့ဆိုရင်ရှစ်ဈေးတိကိုအောင်မြင်ခဲ့ပြီเนาะရှေ့တစ်ပတ်မှာလည်းကိုပိုင်းညီကိုမမိဆွေအားလုံးပဲเนาะကိုပိုင်းနဲ့လက်တွဲကျင်တဲ့ကန်ဆက်ကျင်တဲ့ဆိုတဲ့အကိုဒီမိုက်အားလုံးကเนาะကိုပိုင်းကအကောက်ကြီးမှာကအကောက်ကအဘန်းခံလိုက်ရတဲ့အတွက်ကိုတင်ပေးလို့လည်းအဆင်မပြေတော့ဘူးเนาะဒီကောက်ကနေလွှင့်ပေးလို့ရသလောက်ကိုပိုင်းနေလိုက်သမားတွေကိုဒီကောက်ကနေပဲလွှင့်ပေးမှာဖြစ်တယ်ဒါကြောင့်မို့ကိုပိုင်း channel လေးကိုမြင်တဲ့ညီကိုတို့မအားလုံးတစ်ယောက်ချင်းစီသည်ဒီ channel လေးကိုတွေ့လိုက်တာနဲ့ကိုမိုင်အားလုံးပဲကိုပိုင်းဒီဗီဒီယိုပိုင်းလေးကိုတွေ့လိုက်တာနဲ့ဒီ channel လေးကိုဝင်အပ်ပြီးတော့เนาะ subscriber နှိပ်မယ် like လက်မလေးတွေကိုစီနှိပ်ထားမယ်เนาะကိုမိုင်အားလုံးပဲကိုပိုင်းရှေ့ဘက်ကိုဒီအကောက်ကလေးကနေပဲတင်ပေးမှာဖြစ်တယ်เนาะဒါကြောင့်မို့မိတ်ဆွေညီကိုအားလုံးပဲကိုပိုင်း channel လေးကိုဝင်လာတဲ့ချက်မိတ်ဆွေအားလုံးဒီနေတဲ့ကဏ္ဍလေးတွေကိုရှေ့တစ်ပတ်ကိုလည်းထိထိမိမိအပိုင်ကစားမယ်ဆိုရင်ကိုပိုင်းရဲ့เนาะဒီ channel လေးကို subscribe လုပ်မယ် like မလေးတွေကိုစီနှိပ်မယ်ကိုမိုင်အားလုံးပဲเนาะအဖွဲ့ဝင်သမားတွေကကိုပိုင်းရဲ့ဖုန်းလေးကိုတေချာပြန်မှတ်ပေးထားမယ်เนาะအဖွဲ့ဝင်သမားတွေကကိုပိုင်းနဲ့ရှေ့တစ်ပတ်မှာကန်ဆက်မယ်လက်တွဲမယ်ဆိုတဲ့ကိုမိုင်အားလုံးကကိုပိုင်းရဲ့အဖွဲ့ဝင်ဖုန်းဒီ3994436494เนาะညီကိုမိုင်အားလုံးပဲအဖွဲ့ဝင်ဖုန်းနံပါတ်ကလေးကိုတေချာမှတ်ထားပါကိုမိုင်အားလုံးပဲเนาะ3994436494เนาะဒီဗီဒီယိုဖိုင်လေးကိုလည်းကိုမိုင်အားလုံးပဲမကြော်မရစ်ဘက်နဲ့စာဆုံးတိုင်အောင်ကိုမိုင်အားလုံးမကြည့်ရှုပေးမယ်ဒီဗီဒီယိုဖိုင်လေးကရှေ့တစ်ပတ်တော့ကိုမိုင်အားလုံးကိုအကောင်းဆုံးအကျိုးရှိမယ်ဗီဒီယိုဖိုင်လေးဖြစ်တယ်เนาะဒီကိုမိုင်အားလုံးပဲဒါကြောင့်လို့ကိုမိုင်အားလုံးပဲရှေ့တစ်ပတ်ကိုမိုင်တော့အင်္ဂါမကျော်2ရက်အတွင်းမှာဇာတို့ပတ်တီတစ်လုံးရယ်မွေးပရိတ်ဟူးမကျော်မွေးပရိတ်တစ်လုံးရယ်မိန်အော2ကွက်ကဲကိုအပိုင်ကစားကျင်နေဆိုတဲ့အကိုဒီမိုင်အားလုံးပဲကိုမိုင်ရဲ့ဖုန်း3994436494เนาะဒီဖုန်းတစ်လုံးမှကင်နေ KB ဝေပေးရှိတယ်ဝင်ကြီး1000ကျပ်sorryဝင်ကြီး1000ခွဲကျပ်ပါကိုမိုင်အားလုံးပဲเนาะအားလုံးမိတ်ဆွေအားလုံးပဲကိုမိုင်ဖုန်းကိုဖုန်းတိုက်ရိုက်ခေါ်ပြီးဆက်သွယ်ပေးထားမယ်အားလုံးညီကိုမိုင်အားလုံးပဲပပိုင်မှာမျိုးတွေအားလုံးပဲเนาะကဲဒီကုန်းမလေးအောက်မှာကိုမိုင်ရဲ့เนาะအကောက်ကြီးကလူဟောင်းတွေတွေ့တယ်ဆိုရင်ကိုမိုင်အားလုံးပဲ
comment မှာကျွန်တော်တို့ဒီနေ့နေပွဲသိမ်းလေးမှာနော်68နော်ရကြတယ်ဆိုတော့ကိုရီမိုက်အားလုံးပဲရကြေးလေးတွေ comment လေးမှာမှတ်မိသွားမယ်နော်ကိုပိုင်းရဲ့ဒီကုန်းမအားလုံးဒီဗီဒီယိုဖိုင်လေးကိုတွေ့ရှိလိုက်ကြတယ်ကိုပိုင်းရဲ့ channel လေးကို subscribe လုပ်ထားပါဒီ account တက်ကလေးကို subscribe လုပ်ထားမယ် like လက်မလေးတွေကိုစီပေးထားမယ်ဒါမှကိုပိုင်းနောက်ရက်ကိုနေတိုက်ကလေးတွေအမြဲတင်တိုင်းကိုညီကုန်းမအားလုံးရရှိမှာဖြစ်ပါတယ်နော်ကဲညီကုန်းမအားလုံးပဲဘိုင်မှာမျိုးတွေအားလုံးဘိုင်မှာချစ်မိတ်ဆွေအားလုံးပဲရှေ့တော့ကမှလက်တွဲမယ်ဆိုရင်ကိုပိုင်းရဲ့ဖုန်းကိုဖုန်းတိုက်ရိုက်ခွဲပြီးဆက်သွယ်ပေးထားမယ်နော်ကဲညီကုန်းမအားလုံးဘိုင်မှာမျိုးတွေအားလုံးပဲ